ဟုတ်ကဲ့မင်္ဂလာပါလူကြီးမင်းက Telegram ကိုအသုံးပြုသူဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုသိမ်းထားရမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးတစ်ပုတ်ထဲမှာပဲ Telegram နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုပြည့်စုံပြောပြတော့မှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်က Telegram နဲ့ပတ်သက်တဲ့ဟာတွေကိုဒီဗီဒီယိုထဲမှာအကုန်လုံး setting ပိုင်းကိုတစုတစည်းတည်းပြောပြတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လည်းအတူတူလိုက်ပြီးတော့ကြည့်လိုက်ပါ။ Okay ပါအဲ့တော့ကျွန်တော်တို့ဒီ Telegram ထဲကိုဝင်မယ် Telegram ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Telegram setting တွေကိုဝင်မှာပဲဖြစ်ပါတယ်အဲ့တော့ Telegram setting ပဲရှမ်းဘက်ကိုဝင်လိုက်ပြီဆိုလို့ရှိရင်ပထမဦးဆုံးတွေ့ရမှာဒီကျွန်တော်တို့ Telegram ရဲ့ My Profile ဆိုတဲ့ကောင်လေးဖြစ်ပါတယ်အပေါ်ဆုံးမှာတွေ့ရမှာပေါ့နော် My Profile အကြောင်းလေးကိုတစ်ချက်ရှင်းပြပေးမယ်အဲ့တော့ကျွန်တော်တစ်ခုချင်းစီရှင်းပြပေးမှာပေါ့နော် My Profile ဆိုတာဘယ်လိုသုံးရတာလဲ My Profile ဆိုတာဘာလဲ My Profile ဆိုတာလေးကိုထောက်ပြကြပြီဆိုရင်ကျွန်တော်တို့ကဒီမှာအပေါ်ကခဲတံပုံလေးကိုထောက်ပြီးတော့ဟိုတောင်းကခဲတံပုံလေးကိုထောက်ပြီးတော့ကျွန်တော်တို့ဒီဒီအောက်မှာရှိတဲ့ဖုန်းနံပါတ်တွေဒီထဲမှာ My Profile ထဲမှာပါတာပေါ့နော်ဒီမှာ bio တွေကျွန်တော်တို့ user name တွေအဲ့ဒါတွေကိုရှင်းလို့ရမယ်ကျွန်တော်တို့ရဲ့ဒီဝင်းတွေရှင်းလို့ရမယ်ကြည့်လို့ရမယ်QR code တွေထုတ်လို့ရမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီခဲတံပုံလေးကိုနှိပ်ပြီးတော့ကိုပြင်ကျင်တာတွေပြင်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ wave အောင်ဘာညာနာမည်တွေဖျက်ပြောင်းလို့ရမယ်ကျွန်တော်တို့မှာတကယ်လို့ဒီပြောလို့ရှိရင်ကိုပိုင် channel တွေရှိလို့ရှိရင်ဒီ profile မှာပဲကျွန်တော်တို့ဒီကိုပိုင် channel တွေထည့်လို့ရမယ် bio တွေရေးလို့ရမယ် battery တွေကိုကျွန်တော်တို့ပြင်ကျင်တယ် battery မှားနေဆို battery တွေကိုပြင်လို့ရမယ်ပေါ့နော်ကိုကြိုက်တဲ့မွေးနေ့ကိုပြင်ပြီးသွားပြီဆိုရင်တော့ save ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမွေးနေ့ကိုပြင်လို့ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်က profile ပဲရှမ်းပြီးပြီဆိုလို့ရှိရင်နောက်တစ်နေရာလေးကိုဆက်သွားလိုက်အောင်Okay နောက်ထပ်တနေရာရောကျွန်တော်တို့ဒီမှာ setting ထဲကိုဝင်လိုက်လို့ရှိရင် new group ဆိုတဲ့ကောင်လေးဖြစ်တယ်အဲ့ကောင်လေးတွေရိုင်းရင်မလို့ဘူးကျွန်တော်တို့ new group ဆိုတဲ့နေရာကတခြားဒီ setting တွေကနေတိုက်ရိုက်သွားပြီးတော့ group အသစ်ဖွဲ့လို့လည်းရတယ်ပေါ့နော် new group ဆိုတာတော့ကျွန်တော်တို့ share group ဖွဲ့တဲ့ဟာပေါ့နော်အဲ့တော့ content ဆိုတဲ့ကောင်လေးကိုထပ်ပြီးပြပေးမယ်ဒီမှာ content ပေါ့နော် group ဖွဲ့နေရောတော့ကျွန်တော်ပြီးမှနောက်တစ်ခုထပ်ပြပေးမယ်အဲ့တော့ကိုနန်ဆိုတဲ့ကောင်လေးတွေကိုဝင်လိုက်ရင်လည်းအစောနာ new group တွေ new channel တွေဒီထဲမှာတွေ့ရမှာပဲဖြစ်တယ်ဒီကနေပြီးတော့လည်းကျွန်တော်တို့ဒီ group အသစ်တွေထောင်လို့ရမယ်ဒီထောင်လို့ရမယ် channel တွေထောင်လို့ရမယ်ကျွန်တော်အရင်ကဒီ Telegram channel ဖွဲ့နည်းတွေ Telegram group ဖွဲ့နည်းတွေကျွန်တော်အကုန်ပြောပြီးသားပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါတွေကိုဒါကြီးထပ်ပြီးရှင်းပြမနေတော့ဘူးသိကျင်တော့ထပ်ပြီးတင်ပေးမယ် Okay အဲ့တော့ဒါတော့ group တွေ channel တွေဖွဲ့မယ်ဆိုဒီထဲကနေပြီးတော့ဖွဲ့ရမှာပဲဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် setting တစ်ခုကိုသွားလိုက်အောင်နောက်ထပ် setting ကတော့ဒီမှာ call ဆိုတဲ့ကောင်လေးပေါ့နော် Telegram setting ထဲမှာ call ဆိုတဲ့ကောင်လေးအဲ့တော့ကျွန်တော်တို့ကဒါတွေကိုကြွမ်းကျန်းချင်းသိထားပြီးဟဲ့ဆို Telegram နဲ့ပတ်သက်ရင်ဘာမှဘယ်သူမှသွားခါရနေကြမလို့တော့ဘူးပေါ့နော် call ဆိုတဲ့ကောင်လေးထဲမှာကတော့သူကကျွန်တော်တို့ကိုခေါ်ထားတဲ့ miss call တွေဝင် call တွေအထွက် call တွေဘာညာအကုန်လုံးရှိမယ်အဲ့တော့ကိုယ့်ရဲ့ဘဲဘဲတွေကိုယ့်ရဲ့ကောင်မလေးဘယ်သူနဲ့ပြောထားလဲစစ်ရှင်အဲ့ဒီကနေသွားစစ်လို့ရတယ်ရှီယာလက်ရမကြံဖြတ်ရှင်တော့အပေါ်ကတောင်းကအစလေး30ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ call တွေကိုဖြတ်ခဲလို့ရတယ်အဲ့တော့မြောက်ပေးပြီးဆိုရင်တော့ကျွန်တော်တို့ကတော့အနာပေးပြီးရင်တော့ဆေးလက်ပြန်ပေးရမှာဖြစ်တယ်ပေါ့နော် delete ကိုနှိပ်ပြီးတော့ကျွန်တော်တို့ရှီယာလက်ရမပြတ်ပြောထားလေးတွေဖြတ်ခဲ့လို့ရပါတယ်အဲ့လေ Okay အဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ save message ဆိုတာတော့ကျွန်တော်တို့ကိုကြည့်ချင်တဲ့ဇာတ်ကားလေးတွေဗာလေးတွေပေါ့နော်အဲ့လိုအရေးကြီးတဲ့ဟာလေးတွေကိုကိုယ့်ရဲ့ဒီပြောရလို့ရှိရင် Telegram မှာတော့ note တစ်ခုလိုသုံးလို့ရတယ်အဲ့ဒီ save message မှာကျွန်တော်တို့ဒီသိမ်းထားလို့ရတယ်ပေါ့နော်ဒီထဲမှာပဲကျွန်တော်တို့ဒီကိုယ့်ရဲ့ note တစ်ခုလိုမျိုးသိမ်းထားလို့ရတဲ့နေရာလေးဖြစ်တယ်အဲ့ဒါပြီးပြီဆိုရင်တော့အရေးကြီးဆုံးကတော့ setting ပဲရှမ်းကိုကျွန်တော်တို့သွားပေးမယ် setting ထဲမှာတော့တော်တော်လေးကိုပြည့်ပြည့်စုံစုံပါတယ်ဒီ Telegram setting ပေါ့နော်အဲ့ဟာကိုအဓိကရှင်းပြပေးချင်တာပဲဖြစ်ပါတယ်အဲ့တော့ Okay အဲ့တော့ကျွန်တော်တို့ဒီ Telegram setting တွေကိုဝင်လိုက်ပြီဆိုရင်ဒါမျိုးတွေတွေ့လိမ့်မယ်ဒီမှာလည်းအစောနာလိုပဲကျွန်တော်တို့ဒီဖုန်းနံပါတ်တွေ user name တွေဒီမှာ bio တွေဒီနေရာမှာထပ်ပြီးတော့လည်းပြင်လို့ရတယ်ပြုတ်လို့ရတယ်ဘာညာအကုန်ရတယ်ပေါ့နော်အဲ့တော့ setting ထဲမှာကျွန်တော်တို့အရင်ဆုံးပြရမယ့် setting ကတော့ chat setting ပဲဖြစ်တယ်အဲ့တော့ပထမဦးဆုံးအပေါ်ဆုံးကတွေ့တဲ့ chat setting အကြောင်းလေးကိုရှင်းပြပေးမယ် chat setting ဆိုတာဘာလဲ Okay အဲ့ chat setting ဆိုတာကျွန်တော်တို့ဒီကိုယ့်ရဲ့ Telegram မှာပြောထားတဲ့စလုံးတွေကိုကြီးကျင်လားသေးကျင်လားနောက်ခံနေပြောင်းကျင်လားဘာညာပေါ့နော်အဲ့ဒါအကုန်လုံးကိုဒီနေရာမှာလိုအပ်တယ်လို့ချိန်ကြီးလို့ရတဲ့နေရာလေးတစ်ခုပဲဖြစ်တယ်အဲ့တော့တကယ်လို့ကိုကဒီအသက်ကြီးပိုင်းလူတွေကိုကိုကဟိုလုပ်ပေးမယ်ကုညီကျင်တယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ဖုန်းတွေကိုယူပြီးတော့စလုံးဖောက်လေးကြီးကျင်တယ်ဆိုလို့ရှိရင် chat setting ကနေကြီးရမှာဖြစ်တယ်တို့ဒီနောက်ခံ background တွေဘာတွေကိုလည်းဒီနေရာမှာပဲကိုကြိုက်တယ်လို့အဆင်ပြေတယ်လို့ပြောင်းလို့ရတဲ့နေရာလေးတစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ desk move တွေပါပြောင်းကျင်တယ်ဆိုလို့ရှိရင်လည်းဒီ chat setting မှာပဲပြောင်းရမှာဖြစ်တယ်နောက်ထပ်တစ်ခုကတော့ဒီ Telegram တစ်ခုလုံးရဲ့အရေးကြီးဆုံးဖြစ်တဲ့ privacy and security ဆိုတဲ့ setting လေးတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ Telegram ကြီးရဲ့ပြောလို့ရှိရင်နံပါတ်1အရေးကြီးဆုံးအချက် setting ဖြစ်တယ်ပေါ့နော်အဲ့ privacy and security ထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ရဲ့ Telegram account ကို 2 step ခံကျင်တယ်ဆိုလို့ရှိရင်အပေါ်ဆုံးမှာ 2 step verification ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ Telegram ကို 2 step ခံထားလို့ရတယ်ဒါဆိုလို့ရှိရင်အဟတ်မခံရတော့ဘူးပေါ့နော်auto delete message ဆိုတာလေးကကျတော့ဒုတိယစာကြောင်းလေးက auto delete message ဖြစ်တယ်အဲ့ဒါတော့ကျွန်တော်တို့ပို့ထားတဲ့စာတွေကို auto ဖြတ်ရှင်တဲ့ဘာညာဆိုရင်သုံးတာဖြစ်တယ် passcode lock ဆိုတာတော့ကျွန်တော်တို့ရဲ့ Telegram ကို 2 step ပုံစံမျိုးပဲသူကဒီ lock ခံထားတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ auto delete message လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့စာတွေကိုတစ်ရက်တစ်ပတ်တစ်လကိုကြိုက်တဲ့အချိန်ထားပြီးတော့ဖြတ်လို့ရတယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့ဒီနေရာမှာနောက်ထပ်တစ်ခုပြောချင်တာကတော့ဒီမှာ log in email ဆိုတဲ့ကောင်လေးဖြစ်တယ်အဲ့ကောင်လေးကိုနှိပ်ပြီးကျွန်တော်တို့ဒီကိုယ့်ရဲ့ Gmail တွေကိုချိန်လို့ရတယ်ကိုမသုံးတော့တဲ့ Gmail ဆိုလို့ရှိရင်တော့ Telegram ထဲမှာမထားတာအကောင်းဆုံးပဲအဲ့တော့ကျွန်တော်တို့ကိုယ့်ရဲ့ Telegram Gmail တွေကိုဒီနေရာမှာချိန်လို့ရတယ်ပေါ့နော် Gmail မချိန်ရသေးရင်လည်းချိန်လို့ရတဲ့နေရာလေးတစ်ခုဖြစ်တယ် blog user ဆိုတာကတော့ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဒီ blog ထားတဲ့လူတွေကိုကြည့်လို့ရတယ်ကိုယ့်ရဲ့ Telegram မှာဘယ်သူ့ကို blog ထားတယ်ပေါ့နော်ကိုယ့်ရဲ့ကောင်လေးကောင်မလေးရဲ့အကောင့်တွေကိုခဏဝင်ပြီးသူတို့ဘယ်သူ blog ထားတဲ့ဘာညာနဲ့ပါစစ်လို့စီးလို့ရတယ် Okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ device ကိုတစ်ချက်နှိပ်မယ် device ဆိုတဲ့အကောင့်လေးဒီကျတော့ကျွန်တော်တို့ဒီဒီမှာကိုယ့်ရဲ့ Telegram ကိုဝင်သုံးခဲ့တဲ့ဖုန်းဘယ်နှလုံးရှိလဲlaptop တွေမှာသုံးထားလား computer တွေမှာသုံးထားလားဆိုတာကိုဝင်စစ်လို့ရတယ်တကယ်လို့ကျွန်တော်တို့ကမကြိုက်ဘူးဆိုလို့ရှိရင်မသုံးသေးခြင်းနဲ့ဖုန်းတွေ့ခဲ့လို့ရှိရင်တော့ log out ထွက်လို့ရတယ်ကိုယ့်ရဲ့ဇနီးမယားပါညာပေါ့နော်ချစ်သူရေးသားတွေကလိုမျိုးသုံးနေတယ်ဆိုလို့ရှိရင်သူတို့မသုံးသေးခြင်းဒီကနေပြီးတော့လဲ log out ထွက်လို့ရပါတယ်ဒါကတော့ device အကြောင်းပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီအောက်မှာနောက်ထပ်အများကြီးကြံသေးတယ်နော်မလောနဲ့အဲ့တော့ဖုန်းနံပါတ်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဘယ်သူတွေကိုမြင်စေခြင်းလဲဆိုတာတွေကိုဒီနေရာမှာရွေးလို့ရတယ်nobody ဆိုတာကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်နဲ့ပေါ့ဖုန်းနံပါတ်ကိုဒီကိုယ့်ရဲ့ TikTok အကောင့်ထဲကိုဝင်ကြည့်ရတယ်ဖုန်းနံပါတ်ကိုမမြင်အောင်ပိတ်ထားခြင်း nobody မှာထားလို့ရတယ်ပေါ့နော်လူတိုင်းမြင်စေခြင်း everyone မှာထားဒါတွေကတော့ကျွန်တော်ဒီမှာကျွန်တော်ချိန်ထားတဲ့ setting တိုင်းထားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ် Okay တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒီမှာ always user ပေါ့နော်ဒါတော့ကျွန်တော်နဲ့နေတိုင်းစကားပြောပြတဲ့လူတွေပဲဖြစ်ပါတယ် Okay အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ဒီlet's see and online ဆိုတာကကျွန်တော်တို့ရဲ့ line တက်ချိန်တွေကိုမမြင်သေးခြင်းဘူးမြင်သေးခြင်းနဲ့ဆိုတာကိုဒီနေရာမှာပဲကျွန်တော်တို့ဒီထားမှာပဲဖြစ်တယ်ပေါ့နော်ပိတ်ထားလို့လည်းရတယ်ပေါ့နော်ကို line တက်ချိန်ပါညာအကုန်လုံးပိတ်ထားလို့ရတယ်အဲ့တော့ profile photo ဆိုတဲ့ကောင်လေးကတော့ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေ profile ပုံတွေပဲဖြစ်ပါတယ် forward message ဆိုတာလည်းအဲ့လိုပဲကျွန်တော်တို့ကိုပို့တဲ့ message တွေကိုတခြားကိုပို့တာတွေပေါ့နော်ဒီမှာ call ဆိုတဲ့ဟာလေးကတော့ကျွန်တော်တို့ကို video call တွေပါတယ်မခေါ်သေးခြင်းဘူးဆိုရင်ပိတ်တဲ့နေရာလေးပဲဖြစ်တယ်အဲ့တော့ birthday ဆိုတဲ့ကောင်လေးကကျွန်တော်တို့ရဲ့မွေးနေ့ကိုချိန်တဲ့နေရာလေးဖြစ်တယ်အဲ့တော့ဒီနေရာမှာဒီကျွန်တော်တို့ဒီ bio တွေလည်းပြင်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာနောက်ထပ်အရေးကြီးသောချက်လေးတစ်ချက်ကြံသေးတယ်အဲ့ဒါလေးကဘာလေးလဲအဲ့ဒါလေးကဘာလေးလဲဆိုတော့ content ဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ် content ဆိုတဲ့အပိုင်းလေးမှာကကျတော့ဒီ privacy and security setting မှာပဲเนาะဘာလို့ဆရာမလို့ကျွန်တော်ပြလာသလိုထားလို့ရတယ်ဒီနေရာလေးမှာကျတော့ကျွန်တော်ကဒီ delete content ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Telegram ထဲမှာရှိတဲ့ content ထဲမှာမှတ်ထားတဲ့ friend တွေအကုန်လုံးဒီပြတ်သွားမှာပဲဖြစ်တယ်ပေါ့နော်ဖုန်းနံပါတ်တွေအကုန်လုံးဒီပြတ်သွားမှာပဲဖြစ်တယ်ဒါဒီ Telegram ထဲမှာပဲပြတ်တာဖြစ်တယ်ကိုဟုတ်ဖုန်းထဲမှာပြတ်တာမဟုတ်ဘူးပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးကိုရှင်းပြပြီးသားပြီဆိုပြီးတော့ notification setting လေးကိုသွားမယ် notification အဆောင်းဆိုတဲ့ထဲမှာတော့ကျွန်တော်တို့ဒီဒီမှာကျွန်တော်တို့က show notification from ဆိုတာလေးကိုကျွန်တော်တို့ဒီပိတ်ထားလို့လည်းရတယ်အာယုံမနောက်ရှင်တော့ပိတ်ထားလိုက်အာယုံဟိုအရေးကြီးတယ်ဆိုလို့ရှင်တော့ဖွင့်ထားလိုက်ပေါ့နော်ဒါကတော့ group တွေ channel တွေ story တွေဒါတွေကိုလည်းကျွန်တော်တို့ပိတ်ရှင်ပိတ်ထားလို့ရတယ်ဖွင့်ရင်ဖွင့်ထားလို့ရတယ် group တွေကစာဝင်တာကြည့်ကျင်တယ်ဆိုရင်တော့ဖွင့်ထားပေါ့နော် group တွေကစာဝင်တာမကြည့်ချင်ဘူးဆိုရင်တော့ပိတ်ထားပေါ့ဒါလေးပါပဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဟိုဖြစ်တယ်ဆိုလို့ရှိရင်ကိုဒီဖုန်းခေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီ rain down နဲ့ထားခြင်းလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က vibrate နဲ့ထားခြင်းလားဒါဒီနေရာမှာလဲကျွန်တော်တို့ဒီဟိုတရှင်းတွေကိုဖုန်းနဲ့တရှင်းတွေပါရင်လည်းအစားထိုးပြီးပြောင်းလို့ရတယ် rain down တွေကိုလည်းပေါ့နော်ဒီနေရာမှာပြောင်းတာပဲဖြစ်ပါတယ် Okay အဲ့ဒီတော့ number နောက်ထပ်တစ်ချက်ဒီကျွန်တော်တို့ဒီမှာ in app notification ဆိုတာလေးဒီကျွန်တော်တို့ application ထဲမှာသုံးနေတဲ့အချိန်တွေမှာတို့ဘာလို့ပေါ့နော်အဲ့မှာကြားတဲ့ဒီဟာတွေကိုကျွန်တော်တို့အတန်နဲ့ကြားတာကြိုက်လားစောင်းနေ vibrate ဖြစ်တာကြိုက်လားဘာညာပေါ့နော်ဒါတွေဒီလည်းပိတ်ရှင်ပိတ်ဖွင့်ရင်ဖွင့်ကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်နားလည်လားမသိဘူးအဲ့တော့ okay ဒါလေးဒီလိုမျိုးကျွန်တော်ထားသလိုထားလိုက်ရတယ်အောက်က pin message ဆိုတာကျတော့ဒီမှာဒါအပေါ်က content join ဆိုတာတော့ကိုယ့်ရဲ့ဖုန်းထဲကတကယ်ကြီးတဲ့ရော Telegram join ပြီဆိုတာနဲ့ notification ဝင်တာပဲဖြစ်တယ်ဒါတွေကလည်းပိတ်ထားလိုက်ရတယ်ဖွင့်ထားလိုက်ရတယ်အရင်ရေးကြည့်ရတဲ့ထဲမှာမပါဘူးပေါ့နော်အရင်မကြည့်ရင်တော့မကြည့်သလိုပဲကျွန်တော်ပြောသွားပေးမှာပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ data and storage ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ် data and storage ဆိုတဲ့ကောင်လေးဒီဘာအတွက်လဲဆိုတော့ကျွန်တော်တို့အဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းမှာ memory ပြည့်နေရတယ် data တွေရမ်းသုံးထားတာတွေများတယ်ဆိုလို့ရှိရင်တော့ storage user လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာ clear ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ data တွေကို download ဆွဲထားတွေကိုဆက်ရှင်းရမှာပဲဖြစ်ပါတယ် data use ကိုလည်းအဲ့လိုပဲကျွန်တော်တို့ရှင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ data use ကိုနှိပ်ပြီးတော့ reason လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ storage use ဒီတစ်ပတ်ကိုတစ်ချိန်လောက်တော့ဆက်ရှင်းပေးတင်တယ်အဲ့တော့ကျွန်တော်တို့ဒီနောက်ထပ်တစ်ချက်ဒီ automatic media download ဆိုတာလေးတွေဒီဒါမျိုးလေးပိတ်ထားပေးပါအဲ့လိုမပိတ်ထားဘူးဆိုရင်တော့ Telegram group တွေဝင်ထားတဲ့ group တွေကတင်သမျှဇာတ်ကားတွေအကုန်လုံးဒီ auto download ဆွဲနေမှာဖြစ်တဲ့အတွက်လူကြီးမင်းရဲ့ဖုန်းဒီတစ်လားလောက်နေရင်စုပ်ပါပြီလေးပြီပေါ့နော်ဘာလို့လဲဆိုတော့ memory အရင်ပြေးလာမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ save to gallery မှာလည်းကျွန်တော်တို့အဲ့လိုပဲ private chat တွေ private group တွေ channel တွေအားဟာတွေကို auto download ဆွဲတာပဲဖြစ်တယ်အဲ့ဒါတွေဒီ download မဆွဲအောင်ကျွန်တော်တို့ရဲ့ဒီ gallery ဘဲကိုမရောက်အောင် auto မရောက်အောင်ကျွန်တော်တို့ဒီပိတ်ထားမှာပဲဖြစ်ပါတယ်ဒါတွေကိုဖွင့်နာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ download ဆွဲထားတဲ့ video တွေဒီ gallery ဘဲကို auto ရောက်မှာဖြစ်ပါတယ်Okay ပါဒီနေ့ကတော့ဒီလောက်ပါပဲအဲ့ဒီတော့ Telegram နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိချင်တာတွေရှိလို့ရှင် comment မှာမေးခဲ့လို့ရပါတယ်တခြားသိချင်တာရှိလို့ရှင်လည်းကျွန်တော်ရဲ့ video comment မှာမေးခဲ့လို့ရပါတယ်